ကဘာမြေကြီးရဲ့မီးတောင်အကြောင်းတီကောင်းစရာကလေးတို့ကြီးမီးတောင်ဆိုတာရိုးရိုးတောင်တွေလိုကြောက်ခဲတွေတစ်ပင်တွေပဲရှိတာမဟုတ်ပဲမီးတွေအငွေ့တွေမှုတ်ထုတ်နိုင်တဲ့ထူးဆန်းတဲ့တောင်ကြီးတွေဖြစ်ပါတယ်ကလေးတို့သိထားတဲ့မီးတောင်အကြောင်းအလွယ်ဆုံးနဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုပြောပြမယ်နော်မီးတောင်ဆိုတာဘာလဲကဘာမြေကြီးရဲ့အောက်ခြေနဲ့ပိုင်းမှာအရန်ပူတဲ့အတွက်ကြောက်တုံးကြီးတွေဟာအရေပျော်ပြီးကြောက်ရည်ဘူးမဂ္ဂမာတွေဖြစ်နေကြပါတယ်အဲ့ဒီကြောက်ရည်ဘူးတွေဟာမြေကြီးထဲမှာပိတ်မိနေပြီးအပြင်ထွက်ဖို့အပေါက်ရှာရာကနေမြေပြင်ပေါ်ကိုပောက်ကွဲထွက်လာတဲ့တောင်တွေကိုမီးတောင်လို့ခေါ်ပါတယ်မှတ်သားစရာကြောက်ရည်ဘူးတွေကမြေကြီးထဲမှာရှိနေတော့ကမဂ္ဂမာလို့ခေါ်ပြီးမီးတောင်ဝါကနေအပြင်ကိုစီးကျလာတဲ့အခါမှာတော့ချော်ရည်လာဗာလို့ခေါ်ပါတယ်။နေ့မီးတောင်တွေဘာလို့ပောက်ကွဲတာလဲကလေးတို့ဂတ်စ်ပါတဲ့အေးပလင်းဥပမာကိုကာကိုလာကိုပြင်းပြင်းလှုပ်ပြီးအဖုံးဖွင့်ဘူးလားအထဲကအမြုပ်တွေဝုန်းကနေပန်းထွက်လာတတ်တယ်မလားမီးတောင်တွေပောက်ကွဲတာကလည်းအဲ့ဒီလိုပါပဲ။မြေကြီးအောက်မှာအပူရှိန်နဲ့လေပြင်းအားတွေအရန်များလာတဲ့အခါအပြင်ကိုဝုန်းကနေပောက်ကွဲပြီးပန်းထွက်လာတာဖြစ်ပါတယ်။မီးတောင်တွေကို၃မျိုးခွဲလို့ရတယ်နော်။အချိန်မီရွေးပောက်ကွဲနိုင်တဲ့နိုးနေသောမီးတောင်နဲ့လောလောဆယ်ငြိမ်နေပေမဲ့ပြန်ပောက်ကွဲနိုင်တဲ့အိပ်ပျော်နေသောမီးတောင်၃နောင်ဘယ်တော့မှပြန်မပောက်ကွဲတော့တဲ့ငြိမ်သွားသောမီးတောင်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံကပုပ်ပါတောင်ကြီးလိုပေါ့မီးတောင်တွေကကြောက်စရာကောင်းပေမဲ့ကဘာမြေအတွက်အကျိုးကျေးဇူးတွေအများကြီးပေးတယ်နော်စိုက်ပျိုးလို့ကောင်းတဲ့မြေဩဇာတွေဖြစ်လာစေတယ်အဖိုးတန်တဲ့အကြောင်းမြေရတနာတွေထွက်လာတတ်တယ်လို့ပင်လယ်ထဲမှာမြေအစ်စ်ကျွန်းအစ်စ်တွေကိုလည်းဖြစ်ပေါ်စေပါတယ်ဗျာမီးတောင်တွေကဘာလို့ပောက်ကွဲတာလဲကဘာမြေကြီးအတွက်ဘာတွေအကျိုးပြုလဲဆိုတာမိနစ်ပိုင်းအတွင်းအလွယ်ဆုံးလေ့လာကြည့်ရအောင်ထူးဆန်းတဲ့တဘာဝတရားကြီးအကြောင်းကိုတငယ်ချင်းတွေသိအောင်လဲမျှဝေပေးလိုက်အောင်နော်